ရွှေတကုံကုန်းတော်ဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာနာပြောဝဲအကြောင်းကလေးတစ်ခုပေါ်သာရုသာရုသာရုခေါ်ရင်အမှတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်စုံကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတွေအမျှဝေနေဟန်အေးစေတည်ငြိမ်သူရုပ်ဟာလေးစားမိတဲ့အေးကြီးမရဲ့သာရုသာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာရွှေတကုံကုန်းတော်ဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာနာပြောဝဲအကြောင်းကလေးတစ်ခုပေါ်သာရုသာရုသာရုခေါ်ရင်အမှတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်စုံကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတွေအမျှဝေနေဟန်အေးစေတည်ငြိမ်သူရုပ်ဟာလေးစားမိတဲ့အေးကြီးမရဲ့သာရုသာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာအချိန်ကတော့အေးကြီးမရဲ့သူ့ဘဝသူ့အကြောင်းသူ့ကြိုးသူဖန်အဆမတန်ရုန်းကန်လှူရှားတနာစရာကြီးမမြင်းနေရလမ်းဆိုင်လက်ခံဘဝတစ်ခုလုံးပြေဖြစ်နေတာတနာစရာအေးကြီးမတွေ့တယ်လို့ကရာအဖိုးရအမျိုးမှအယောကသူ့ဘဝသူ့လာနုနိခရဗျာဩယောဂီအောင်ဝတ်စုံကလေးနဲ့ငယ်ရွယ်တဲ့မိမမျိုးကလေးတွေကိုတွေ့တိုင်းပဲလောကရန်လှိုင်းအပုပ်ကိုကြောခံတိုင်းလို့ရင်ရိုက်ချက်ပြင်းတဲ့လောကရန်ကိုမခံနိုင်ရှာလို့အင်းကြီးရရှာဖွေတွေ့ရှိသွားတဲ့ကျောင်းနေတော့ကတငယ်ချင်းမှအကြီးမကိုသတိရမိပါတယ်သူ့ဘဝကိုခံစားကြည့်ရှုရင်ဒီတခြင်းကိုသူပြစ်ခဲ့ပါတယ်ခင်ဗျာဩကျွန်တော်သိတဲ့အေးကြီးမရဲ့အေးကြီးမရွှေတကုံကုန်းတော်ဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာနာပြောဝဲအကြောင်းကလေးတစ်ခုပေါ်သာရုသာရုသာရုခေါ်ရင်အမှတ်မထင်လေးလာကြည့်တော့ယောဂီအောင်ဝတ်စုံကလေးနဲ့ကျွန်တော်သိတဲ့အေးကြီးမရဲ့သူပြုသမျှတွေအမျှဝေနေဟန်အေးစေတည်ငြိမ်သူရုပ်ဟာလေးစားမိတဲ့အေးကြီးမရဲ့သာရုသာရုအတန်တန်ရွှေတကုံဖျားဘောကတောင်တော်မြည်ဟန်ခေါင်းလောင်းသာအချိန်ကတော့အေးကြီးမရဲ့သူ့ဘဝသူ့အကြောင်းသူ့ကြိုးသူဖန်အဆမတန်ရုန်းကန်လှူရှားတနာပြအေးကြီးမမြင်းနေရလမ်းဆိုင်လက်ခံဘဝတစ်ခုလုံးပြေဖြစ်နေတာတနာပြအေးကြီးမတွေ့ဟဲလောကရာအဖိုးရမျိုးမယောဂသူ့ဘဝသူ့လာနုနိခရပြန်